Twilight Zone ရဲ့ပရိသတ်တွေဆိုရင်ဒီအကြောင်းကိုသိကြမှာပါ။အဲ့ဒီလောကမှာအလွန်ကြောက်စရာကောင်းတဲ့စွမ်းရည်တစ်ခုရှိပါတယ်။သူတယောက်တည်းတော့မယ်ဆိုရင်မျက်နှာပေါ်မှာထူးဆန်းတဲ့အကျိုးရောက်ရင်းတစ်ခုပေါ်လာပါတယ်။အခုနှစ်ပေါင်း40ကြာခဲ့ပါပြီ။ဒါပေမဲ့အဲ့ဒီစွမ်းရည်ကကြောက်ကြမပေါ်ပါဘူး။ဒါကိုပဲအမျိုးသမီးတယောက်စီကိုတိတ်တဆိတ်ကူးဆက်ပေါ်ပါတယ်။ပထမတော့သူမဟာစစ်ဖီစီမှုများနေတယ်လို့ထင်ခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာကိုယ်တိုင်နေတွေ့တဲ့အထိပေါ့။ဒီတစ်ခါအဲ့ဒီအထူးရောက်လင်းဟာသူမရဲ့အတန်းတွေကကျောင်းသားတော်လင်းများစီမှာပေါ်လာပါတယ်။ကျောင်းတွင်းလူတပ်ပွဲကြီးတစ်ခုဖြစ်တော်မယ်။ဒါကိုသိတဲ့သူကသူမတယောက်တည်းပါ။ဒီအမျိုးသမီးရဲ့နာမည်က Rachel ပါ။သူမဟာအထက်တန်းကျောင်းကစာပေတက်စစ်ဆရာမတယောက်ပါ။သူမဟာဒီအလုပ်ကိုတက်ရှိစွာစစ်ကုန်နေပါပြီ။ကျောင်းသားတွေကစာတင်ခန်းထဲမှာအိမ်ငတ်နေကြတယ်။ဒါမှမဟုတ်ရည်ရွယ်ချက်ရှိရှိနဲ့ရန်ကနေကြတယ်။သူမပြောတဲ့ညကိုဘယ်သူမှအလေးနဲ့မထားပါဘူး။မနေ့ကတော့သူမဟာစာအုပ်ကိုမဖွင့်ဘူးတဲ့ကောင်လေးတယောက်ကိုအမှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ကောင်လေးကအရေးမဆိုင်ပါဘူး။စစ်မပါပုံတော့မပေါ်ပါဘူး။ကျွန်တော်မင်းကိုပေးရမှာပဲ။မဟုတ်ဘူးကိစ္စမရှိပါဘူး။ Rachel ဟာလုံးဝကိုစိတ်ကပါပါပြီ။သူမဟာအလုပ်သက်စာတင်နေပါပြီ။နောက်ပတ်မှာကျောင်းကနေထွက်ခွာဖို့အသင့်ပါပဲ။အလုပ်ပြီးတော့အင်ဂျင်နဲ့ဘတ်စကားပေါ်မှာနောက်ဆုံးတန်းတာကျောင်းသားတချို့ကအချင်းကျဲကြီးဖွင့်နေကြပါတယ်။ဘတ်စကားကပို IBC တက်နေပါပြီ။အသက်40ကျော်ရွယ်ခီးတဲ့တယောက်ဟာအဆင်မထင်နိုင်တော့ပါဘူး။သူထရက်ပြီးကျောင်းသားတွေကိုအော်ဟစ်ပါတယ်။ Rachel ဟာသူ့ကိုတားဖို့စူးစမ်းပြီးမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီလူရဲ့မျက်နှာဟာရုပ်တရက်ချွတ်ချောသွားပါတယ်။သူကရင်ဘက်ကိုကိုက်ပြီးဘတ်စကားတက်ပြင်ပေါ်ကိုပြိုလဲသွားပါတယ်။ Rachel ဟာကြောက်လန့်သွားပါတယ်။သူမဟာသူ့ကိုစစ်ဆေးဖို့အညံ့သွားခဲ့ပါတယ်။ဒါပေမဲ့သူမကြည့်အောင်မှာပဲသူမဟာတောင်းခဲသွားပါပြီ။တုံမြင်နေတဲ့လူရဲ့မျက်နှာပေါ်မှာနှိမ့်ထွက်ဒါပေမဲ့ဆူချတဲ့အဖြူရောင်လေးတစ်ခုပေါ်လာပါတယ်။သတင်းပေါက်ကနေထွက်လာတဲ့အလင်းရောင်နဲ့မတူပါဘူး။ရေဓာတ်အောက်ကနေထွက်လာတဲ့အလင်းရောင်လိုပါပဲ။အလင်းရောင်မိမိသွားတဲ့အချိန်မှာပဲအဲ့ဒီလူဟာအသက်ရှူဖြစ်သွားပါပြီ။ Rachel အိမ်ထဲရောက်ပြီးနောက်မှာသူမဟာတုံလုံးမိစေပါပဲ။သူမဟာသူမရဲ့ကြီးစားကိုဖြစ်ခဲ့တာတွေကိုပြပြခဲ့ပါတယ်။နားထောင်ပြီးနောက်သူကတုံပြီးသူမကိုနှစ်သိမ့်မှုစူးစမ်းခဲ့ပါတယ်။သူမဟာမတားသေးခင်ကစိတ်ဖိစီးမှုတွေအများကြီးခံစားခဲ့ရတယ်လို့ပြောပါတယ်။သူမဟာလွတ်ထွက်တော့မယ်။ဒါကြောင့်စိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားရကောင်းခံစားရနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်သူမရဲ့စိတ်ဟာပုံမှန်လင်းကိုမှားယွင်းတဲ့မြင်ကွင်းအဖြစ်တောင်းလဲတက်လိုက်တယ်လို့ဆိုပါတယ်။ Rachel ဟာသူပြောတာ message ခဲ့ပါတယ်။ဒါပေမဲ့တွေးစိတ်ထဲမှာတော့သူမဟာမကောင်းတဲ့ခံစားချက်တစ်ခုရှိခဲ့ပါတယ်။ဘာလို့လဲဆိုတော့အင်ဂျင်လန်မှာသူမဟာကျောင်းသားတယောက်ရဲ့မျက်နှာပေါ်မှာလည်းအဲ့ဒီလင်းကိုမြင်တွေ့ခဲ့လို့ပါ။နောက်တစ်နေ့မနက်မှာ Rachel ဟာစာသင်ခန်းထဲကိုဝင်လာတာနဲ့သူမရဲ့ကြိုးရုပ်ကနေစိတ်ထွက်လာတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။မနေ့ကမျက်နှာပေါ်မှာအထူးရောက်အလင်းပါတဲ့စကေးဘောကစားသမားလေးဟာဒီနေ့မနက်ကျောင်းကိုလာနေပါတယ်။အဲ့ဒီအချိန်မှာထိမရတဲ့ကားတစ်စီးကသူ့ကိုတိုက်မိပြီးနေရာမှာတည်ဆုံသွားပါတယ်။ Rachel ဟာသူမရဲ့ခေါင်းထဲကပဲတင်ထက်နေတယ်လို့ခံစားလိုက်ရပါတယ်။သူမရဲ့ကိုယ်ထဲကသွေးတွေအေးခဲသွားတယ်လို့ပါပဲ။ဒီချိန်ကတက်ဆန်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီချိန်စတိုက်ဆိုတာသူမအနေနဲ့ပေါ်တဲ့သဘောထားလို့မရပါဘူး။ကြောက်စိတ်နဲ့ပြင်းနေတဲ့သူမဟာကျောင်းရဲ့ရှော့လန်းတိုင်ရှော့သွားပါတယ်။ကျောင်းသားတွေသူမကိုကြော်သွားတာမြင်တော့သူမဟာအော်ဟစ်တော့မလို့ဖြစ်သွားပါတယ်။ရှော့လန်းမှာသူမကိုကြော်သွားတဲ့မိန်းကလေးတယောက်စာသင်ခန်းထဲမှာစာဖတ်နေတဲ့ကောင်လေးတယောက်နဲ့ကွင်းထဲမှာဘောလုံးကစားနေတဲ့ကျောင်းသားတွေအားလုံးဟာမျက်နှာပေါ်မှာတူညီတဲ့တက်စရာကောင်းတဲ့အလင်းရောင်ပြီးထွက်နေတာကိုမြင်တွေ့လိုက်ရပါတယ်။ Rachel ဟာချက်ချင်းနားလည်သွားပါတယ်။ဒီနေ့ဒီကျောင်းထဲမှာလူများပြားတည်ဆုံတော့မယ်။ Rachel ဟာလုံးဝကိုစိတ်ကသွားပါပြီ။သူမဟာကျောင်းကြီးရဲ့ရုံးခန်းထဲကိုအပြေးလောဝင်သွားပါတယ်။သူမဟာထိချုံမှုလုံလောက်ပြီးအော်ဟစ်ပါတော့တယ်။ကျောင်းသားအားလုံးကိုချက်ချင်းတောင်းရွှေ့ပေးရမယ်။ Rachel ဟာအလွန်ကိုအရေးတကြီးအော်ဟစ်နေပါတယ်။သူမဟာငိုတော့မလို့ဖြစ်နေပါတယ်။ဒါပေမဲ့သူမဟာတေချင်းတရားရဲ့အထူးလောင်လင်းကိုမြင်နေရတယ်လို့ပြောလို့မရပါဘူး။သူမလုံးနိုင်တာကရှင်းပြဖို့ကြိုးစားဖို့ပါပဲ။အန်နီရဲ့ဘယ်ကနေလာနေရဆိုတာသူမမသိပါဘူး။ဒါပေမဲ့သူမဟာတခုတော့သိပါတယ်။ဒီနေ့ဒီမှာလူတော်လေးလာပြေဆုံးတော့မယ်။ချင်းတဲ့အတိုင်းပဲကျောင်းကြီးကသူမပြောတာကိုတလုံးတစ်ပတ်မှမယုံပါဘူး။သူဟာ Rachel ကိုအေးဆက်စွာဆက်ကြည့်ပါတယ်။သူမဟာအလုံးမထွက်ခင်စိတ်မချမ်းမှဖြစ်နေတယ်လို့သူထင်ပါတယ်။သူမဟာရွေချက်ရှိရှိနဲ့ပူပန်မှုကိုဖန်တီးဖို့ကြိုးစားနေတယ်လို့သူထင်ပါတယ်။သူကမှ Rachel ကိုမယုံပါဘူး။လူတိုင်းကသူမဟာယူသွားပြီလို့ထင်ပါတယ်။သူမဟာစိတ်ကလက်တဲ့နဲ့သူမရဲ့ရုံးခန်းကိုပြန်သွားပါတယ်။တကယ်ပဲဘာမှမလုပ်နိုင်တော့ဘူးလား။ကလေးတွေတီးတာကိုလက်ပိုက်ကြည့်နေရမှာလား။အဲ့ဒီအချိန်မှာကျောင်းသားတယောက်ဟာသူမကိုလာတွေ့ပါတယ်။အဲ့ဒါက Rachel ကအမှတ်ပေးခဲ့တဲ့ကောင်လေးပါပဲ။သူ့နာမည်ကတက်မှာသူဟာပုံမှန်အဖြစ်တိစိတ်ပြီးအထီးကျန်တဲ့သူပါ။ဒါပေမဲ့ဒီနေ့သူဟာကြောက်စရာကောင်းအောင်တည်နေပါတယ်။ကျွန်တော်ကြားပါတယ်လူတွေတင်မယ်လို့ထင်နေတဲ့ကျွန်တော်သိချင်တာကဘယ်နှယောက်လောက်ကိုပြောနေတာလဲ။ Rachel ရဲ့နှလုံးသားဟာတော်လို့သွားပါတယ်။ဘယ်ဘာကြောင့်ဒီလိုမေးလဲဆိုတာသူမမသိပါဘူး။သူမဟာတီးနေအောင်ကြိုးစားပြီးဒီဟာတွေကသတင်းတွေပါလို့လာပြောနိုင်မှာတော့တယ်။ဘယ်ဟာချက်မမေးပါဘူး။သူကအေးဆက်စွာနဲ့ခင်ဗျားအခုပဲအင်တန်တင်တယ်လို့ပဲပြောပါတယ်။ခင်ဗျားဒီမှာမရှိတာကောင်းမယ်ပြောပြီးနောက်ဘယ်ဟာပြတ်ထွက်သွားပါတယ်။ဘယ်ထွက်သွားတာကို Rachel ကြည့်ရင်သူမဟာရုပ်တရက်ထိလက်စရာကောင်းတဲ့ဒေးစိတ်ချက်လက်တစ်ခုကိုတတိပြုမိလိုက်ပါတယ်။ဒီနေ့ဖြစ်မဲ့ဘေးရန်တွေဟာငလင်ဒါမှမဟုတ်မိလောင်မှုဆိုရင်ဘာကြောင့်ကျောင်းသားတချို့မှပဲအဖြူရောင်လေးရှိနေတာလဲ။ကျန်တဲ့သူတွေရဲ့မျက်နှာပေါ်မှာဘာမှမရှိတာဘာကြောင့်လဲ။ဒါဟာဒီနေ့တည်ဆုံမှုတွေဟာတိုက်ဆိုင်တဲ့ဘေးရန်တွေကနေလာမှာမဟုတ်ဘူးဆိုတာကိုဆိုလိုတာပါ။တစုံတယောက်ဟာပြစ်မှတ်တွေကိုရွေးချယ်ပြီးပါပြီ။ Rachel ဟာဒီချက်ကိုသဘောပေါက်တာနဲ့သူမဟာချက်ချင်းပဲအလုပ်တူတူလုပ်တဲ့တငယ်ချင်းတယောက်ကိုရှာဖွေပြီးကျောင်းသားတွေရဲ့လောကပေါင်းဆက်နံပါတ်စီရင်ကိုရယူလိုက်ပါတယ်။သူမဟာစိတ်ရမ်းကားစွာနဲ့လောကအမှတ်420ကိုပြေးသွားပါတယ်။လောကကိုဖွင့်ပြီးနောက်အတွင်းထဲမှာပုံမှန်ပစ္စည်းတွေနဲ့ဖုံးဝယ်ထားတဲ့အနက်ရောင်မဆုစာအုပ်တအုပ်ရှိနေပါတယ်။မဆုစာအုပ်ကိုဖွင့်လိုက်တဲ့အချိန်မှာပဲ Rachel ရဲ့နှစက်လုံးတွေကျဲလာပါတယ်။သူမရဲ့ကိုယ်ပေါ်ကစပင်းတွေအကုန်လုံးထောင်းမှတ်လာပါတယ်။အဲ့ဒီမဆုစာအုပ်ဟာတွေးဆုံးနေတဲ့နဲ့အကြမ်းဖက်တဲ့ပုံဆွဲချက်တွေနဲ့ပြည့်နေပါတယ်။ကျောင်းရဲ့မြေပုံတွေဆက်လိုက်ပါနေရပြီးကျောင်းသားတွေခေါင်းကိုပစ်ခတ်ခံနေရတဲ့ပုံတွေရှိနေပါတယ်။အထူးရောက်လင်းဟာကျောင်းနှင်းစွာကစီစဉ်ထားတဲ့ကျောင်းတွေတိကတ်မှုတစ်ခုကိုတတိပေးနေတာပါ။တကယ်တိကတ်သူကပမာ Rachel ဟာချက်ချင်းပဲကျောင်းကြီးစီကိုတီးသွားပါတယ်။သူမတွေ့ရှိခဲ့တာတွေကိုအတင်းထန်ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမိုင်မဲတဲ့ကျောင်းကြီးက Rachel ဟာဒီအရာတွေကိုဖန်တီးပြီးကျောင်းကိုလက်စားချဖို့ကြိုးစားနေတယ်လို့ထင်ပါတယ်။သူဟာရဲဘုံမခေါ်ပါဘူး။အဲ့ဒီအစားသူဟာ Rachel ကိုကျောင်းထဲကနေဆွဲထုတ်ခိုင်းလိုက်ပါတယ်
Russia ကိုကွင်းထဲကိုဆွဲထုတ်လိုက်တဲ့အချိန်မှာပဲသူမဟာကွင်းထဲကចောင်းသားတော်တော်များများရဲ့မျက်နှာပေါ်မှာအထူးရောင်အလင်းကိုမြင်တွေ့ရတာကိုစိတ်တက်တာရသွားပါတယ်။သူမဟာအလင်းနဲ့ចောင်းဆောင်ကိုမော့ကြည့်လိုက်ပါတယ်။ချင်းတည်တဲ့အမိုးရဲ့အစွန်းနာမှာသူမဟာဆန်းလိုက်ပါလိုက်တဲ့လက်နဲ့ရောင်စီကိုမြင်လိုက်ရပါတယ်။ Russia ဟာချက်ချင်းနားလဲသွားပါပြီ။ဘေးဟာအမိုးပေါ်မှာရောက်နေပါပြီ။သူမဟာတစ်စက္ကန့်လေးတော့မဆိုင်ပါဘူး။သူမဟာချက်ချင်းယုံထွက်ပြီးသူမရဲ့အသက်ကိုကယ်တင်ဖို့လိုတယ်လို့အမိုးပေါ်ကိုပြေးသွားပါတယ်။ဒါပေမဲ့ခေကတစ်ထဲကိုပြေးဝင်လာတဲ့အချိန်မှာသူမဟာမန်ထဲမှာကိုမြင်လိုက်ရပါတယ်။ကိုမျက်နှာပေါ်မှာတော့ PGD ရဲ့အထူးရောင်လင်းဟာပေါ်လာပါပြီ။သူမဟာဒီလိုမျိုးဆိုတာသိပါရဲ့။ဒါပေမဲ့သူမဟာနောက်မဆုတ်ဖို့ဆုံးဖြတ်ခဲ့ပါရဲ့။ Russia ဟာနောက်ဆုံးတော့အမိုးပေါ်ကိုလောက်သွားပါရဲ့။မင်္ဂလာပါပဲ။မင်းကနားကိုဟောပြောချက်ပေးဖို့လာမှာမဟုတ်ဘူးနော်။ဘာဟောပြောချက်လဲ။မင်းတည်ရမဟုတ်လားဘင်ဂျမင်ဒူတက်တာမားရဆိုတာ။မင်းကထက်မြက်တဲ့ကောင်လေးပဲ။မင်းတည်တာလို့ထင်တယ်လေ။မင်းငါတို့အားလုံးကိုငါတို့တော့မုန်းတာပဲ။ဒါကြောင့်မင်းထွက်တာပဲ။အဲ့ဒီမှာကျက်လိုက်။နောက်တူကိုမှမတော့ခွင့်ပြုမှာမဟုတ်ဘူး။မင်းငါကိုဘယ်လိုတားမှလဲ။ Russia ကျောင်းသားတွေဟာအဝေးကနေကြောက်လက်တကြားပုံအောင်နေကြပါတယ်။ဒါပေမဲ့ဘင်းရဲ့တိခတ်မှုကြောင့်တယောက်မှမထိခိုက်ပါဘူး။ Russia ဟာကျန်းပြင်းပေါ်ကိုပြိုလဲသွားလာရဲ့။သူမရဲ့နှလုံးတွေဟာအကြီးဆုံးရင်မှုပြင်းမဲ့လာပါပြီ။ဒါပေမဲ့သူမရဲ့ပစိရဲ့ထောင်းမှာတော့တက်တာရရတဲ့အတိုးဝေးတစ်ခုရှိနေပါရဲ့။သူမဟာမထိခိုက်တဲ့ကျန်းရိခဲ့တဲ့ကျောင်းသားတွေကိုအားနဲ့စွာကြည့်လိုက်ပါတယ်။သူမရဲ့နောက်ဆုံးခေါ်အားနဲ့သူမဟာအခုတော့အဆင်ပြေပါပြီ။သူတို့အားလုံးလုံခြုံပါပြီ။လို့ပြောလိုက်ပါတယ်။သူမရဲ့ကြီးစားဟာသူမဘေးမှာတိုးထောက်ထိုင်ချလိုက်ပါတယ်။သူကသူမကိုမင်းကောင်းကောက်လုပ်ခဲ့တယ်လို့ပြောပါတယ်။အရေးပေါ်ကနေပါပြီ။ငါ့ကိုမဆုံးခွာပါနဲ့။အရန်လာတယ်။ဘာကိုမြင်နေတာလဲ။အလင်းရောင်ဟုတ်ပါတယ်။တေချီတရားကိုမသားတဲ့အလင်းရောင်ဟာအခု Russia ကိုယ်တိုင်ရဲ့မျက်နှာပေါ်မှာတိတ်တဆိတ်လွှမ်းခြုံနေပါပြီ။သူမဟာသူရဲ့တောင်းတယောက်ဖြစ်ဖို့ဘယ်တော့မှမချမ်းစီခဲ့ပါဘူး။သူမဟာအလုပ်ပေါ်မှာမျောလင်းချက်တွေအကုန်လုံးဆိုးဆိုးပါခဲ့တဲ့ပုံမဲ့ဆရာမတယောက်ပါ။သူမဟာထွက်ခွာပြီးလိလူရှိဖို့အသင့်ပါပဲ။ဒါပေမဲ့တေချီတရားဟာသူမရှိတဲ့ဘူးရောက်လာတဲ့အခါသူမဟာသူမရဲ့တောင်းတရဲ့အရှိမရက်တီကိုရွေးချယ်ခဲ့ပါတယ်။သူမဟာသူမရဲ့ကိုယ်ပိုင်တက်ကိုပေးဆက်ပြီးသူမတစ်ချိန်ကဆွတ်လွတ်ဖို့ပြင်ခဲ့တဲ့ကလေးတွေကိုနောက်ဆုံးတင်ပြစာတစ်ခုပေးခဲ့ပါတယ်။ဒီဇလန်ကိုကြည့်ပြီးနောက်မှာတေချီတရားကိုတည်နေတာကလက်ဆောင်လို့တင်ဆက်လက်ထင်နေဦးမှာလား